င်္ဂလာပါရှိစွာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ကျွန်တော်အဖက်ကဝါကားနေလာတာဖြစ်ပါတယ်ဘုရားရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ကျွန်တော်ကောင်းမွန်စွာဒီမှာရောက်ရှိလာခြင်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ဝါကာမရှိတဲ့ကျွန်တော်အတင်းတော်ကိုဖိတ်ခေါ်ပေးတဲ့Bethel Kitchen Baptist Church ကိုလည်းအထူးပဲကျေးဇူးတင်တယ်အခုချိန်မှာကျွန်တော်ရဲ့တဲဦးဆရာကျတော့ခရီးလွန်နေတဲ့အတွက်ကြောင့်သူကတော့ပါမလာနိုင်ဘူးပေါ့နော်အများကြီးဒီဘက်ကိုလာချင်တော်ညာလဲတချို့တော့မိသားစုတွေအလုပ်ကိစ္စကြောင့်တော့၎င်းမျိုးမျိုးအကြောင်းကြောင့်ပေါ့နော်သူတို့မလာနိုင်ချင်းဖြစ်တယ်သူတို့လည်းအားလုံးဒီမှာရှိတဲ့အတင်းတို့တင်းသားများနဲ့အားလုံးအတူတကွကျေးဇူးတော်ချီးမွမ်းလက်ရှိတယ်ဆိုတဲ့ဥစ္စာပြောချင်ပါတယ်ချိန်အမြဲတမ်းကျွန်တော်ဆူတောင်းခြင်းအဖြစ်လဲကျွန်တော်ပါဝင်လက်ရှိပါတယ်ဆိုတဲ့ဥစ္စာလဲပြောချင်ပါတယ်အခုကျွန်တော်ဘယ်ညာဘယ်ရောက်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေကကျွန်တော်ချီးမွမ်းလို့မကုန်နိုင်ဘူးဆိုတဲ့တခြင်းအဖြစ်ကုံတော်ချီးမွမ်းမှာဖြစ်တယ်ဆိုတော့အားလုံးနားဆင်ခြင်းအဖြစ်ဝိညာဉ်ခွန်အားယူကြရအောင်